Hello တီးပါရှင်ဒီနေ့ကတော့တီးမရခွေးလေးကိုစပါပို့ပေးမယ်နေဖြစ်ပါတယ်။ तू ကလေစပါရောက်တာနဲ့အမြဲအဲ့လိုတုံရီပြီးကြောက်နေတာဘာနဲ့ခောက်ပဲသွား तू သွားနေကြစပါကိုလည်းအဲ့လိုပဲ तू အမြဲတုံနေရပဲ။ သူ့ကိုစောင်းတာ3နာရီလောက်ကြာမှဆိုတော့သူတို့စပါရှိရ coffee ဆိုင်မှာပဲ coffee ဝယ်တောက်ပြီးတော့အလုပ်ကိစ္စလေးပြောရင်းလုပ်ရင်းနဲ့ပဲစောင့်နေလိုက်ကိုတော့ချောကအဲ့လိုလှမ်းကြည့်ပေးရသေးတယ်။ तू ကလေစပါသွားတဲ့အရင်ကတုံပြီးကြောက်တတ်တဲ့အခါကျတော့လေအဲ့လိုတယောက်မဟုတ်တယောက်တော့စောင့်ပေးဖြစ်တယ်။ချောကမီမောနာဒီအကိုလာမခေါ်ခင်မှာသူနဲ့ကျမစပါးမှာရန်တပွဲဖြစ်ရသေးတယ်။မဆိုးပါဘူးလေ။ဒီစားတိုင်းရေစားသေးရေတိုင်းမလား။မကလေးရေစားတယ်။ခရီးရေရှာရကွာ။မလေးရေစားနေရ။ Are you okay? Okay? ဦးငယ်မြင်လာပါ။အပြင်းကျင်နေပြီဦးငယ်လေး။ဟာချက်တော့ပြီးခေါ်ထားပါတယ်ခင်ဗျာလေဒါကတော့သူ့ရဲ့ drama တစ်ဖြတ်ပေါ့နော်သူကပန်းလူလည်းတွေ့တတ်တယ်ချစ်ကိုရေချစ်ကိုရေဦးငယ်ဖြည်းဖြည်းမောက်ပါလေဦးငယ်ကဘတ်မယ်ဖောင်းနေပဲကွာတနေ့တောက်ပါအောင်လို့အမှန်ကြည့်အောင်မိုက်ဘူးကွာအပြင်မှာတော့လမ်းမှာစီတီမခဏဝင်ပြီးတော့သူ့အတွက်ချက်သားဝင်ဝယ်ပါတယ်အိမ်ရောက်တာနဲ့သူ့ရဲ့ချက်သားကိုအရင်ပြုတ်ရတာပေါ့နော်သူ့ရဲ့စားစရာအကုန်သွားပြီဆိုတော့ဆရာကြီးကချက်သားနဲ့ဥနေနဲ့ကိုတအားကြိုက်တာပိုက်ရှာပြီလားတတပိုက်ရှာပြီလားအော်မစားသေးဘူးလားမနေ့အော်စားပြီစားပြီလားဟဲ့လားသူ့ကိုကြွေးပြီးတော့ဒီလေဒီမှနေမကောင်းတော့ဘာမှလည်းထွေးထူးချက်မနေဘူးဆိုတော့အဆင်ပြေတယ်လို့ပဲစားလိုက်တယ်အလုံးနဲ့ပတ်သက်တာလေးတွေကိုပထမပိုင်းခဏအပီလက်စားလေးတတ်ထားပြီးတော့ခဏတစ်ဖြုံနာပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တတ